မဲမင်္ဂလာပါရှင်အညာမြေလို့ပြောလိုက်ရင်လူတိုင်းပြင်းညင်မိတာကတော့ဖုံတထောင်းထောင်းနဲ့ပူပြင်းတဲ့နေအောင်ကြီးပဲဖြစ်မှာပေါ့နော်ဒါပေမဲ့အဲ့ဒီလိုအပူချိန်တွေကြားမှာအမြဲစိမ့်လန့်ပြီးတော့အရေးအေးအေးပေးနေတာကတော့တမာပင်ကြီးတွေပဲဖြစ်ပါတယ်နော်မအုပ်တို့လိုအညာတွေအတွက်ကတော့တမဟာအရေးရတာချင်းမဟုတ်ပါဘူးเนาะညဘက်ရောက်လို့အိမ်ရှိကွပ်ပစ်လေးပေါ်မှာလက်ဖက်တုပ်လေးစားရင်းနဲ့ယူနီချမ်းတောက်ရင်နှာခေါင်းထဲကိုသိုးဝင်လာတဲ့တမနဲ့တင်းတင်းလေးရဆိုလို့ရှိရင်စိတ်ကိုကြည်လင်စီတယ်လို့သူ့ရဲ့ဆေးဘက်ဝင်ကလည်းအမခမ်းပါပဲเนาะအစာလေးစီးလဲအစာဆိုတဲ့အတိုင်းနဲ့တမရွက်ရဲ့အစွမ်းတွေကိုဒီနေ့အသေးစိတ်ပြောပြပေးသွားမှာပဲဖြစ်ပါတယ်ရှင်တမရွက်မှာဆိုလို့ရှိရင်စီးဘက်ဝင်အာနိတင်က12ချက်ရှိပါတယ်ရှင်နံပါတ်1အနေနဲ့ပြောပြရမယ်ဆိုရင်တော့ပိုးသက်ဆေးအာနိသင်ပဲဖြစ်ပါတယ်။တမရွက်ဟာတဘာဝကပေးတဲ့ပိုးသက်ဆေးတစ်မျိုးပဲဖြစ်ပါတယ်။ဘက်တီးရီးယား၊ကပ်ပါကောင်၊ဖန်ဂတ်မိုး၊ဗိုင်းရပ်စ်နဲ့ပရိုတိုဇွာတွေကိုပါဆန့်ကျင်နိုင်ပါတယ်ရှင်။အနာပေါက်နေချိန်မှာတမရွက်ကိုပြုတ်ပြီးတော့တို့စားတာပဲဖြစ်ဖြစ်တမရွက်ကြိုထားတဲ့ရေနဲ့ဖန်ရီဆေးတာပဲဖြစ်ဖြစ်ပြုတ်လုပ်ပေးလို့ရှိရင်အနာကိုပိုးမဝင်ဘဲနဲ့မြန်သက်သာစေပါတယ်ရှင်။နံပါတ်2ခန္ဓာကိုယ်မှာပိုးမွားများကိုဖယ်ရှားပေးခြင်းအရေပြားရရန်နာဒါမှမဟုတ်အရေပြားပေါ်မှာပိုးမွားတွေကန့်ညိနေရလို့ခံစားလို့ရှိရင်တမရွက်ပြုတ်ရည်နဲ့ရေချိုးပေးပါရှင်ခန္ဓာကိုယ်ကိုတန့်စင်စေပြီးတော့ရရန်မှုကိုလည်းကင်းစင်စေပါတယ်နံပါတ်3ဒဏ်ရာများကိုအမြန်သက်သာစေခြင်းလက်ရှတာခြေရှတာဒါမှမဟုတ်ပြက်ရှဒဏ်ရာတွေအတွက်တမစီကအကောင်းဆုံးပဲဖြစ်ပါတယ်ဒဏ်ရာမှာကန့်ညိနေတဲ့ပိုးမွားတွေကိုတွန်းလှန်ပေးပြီးတော့အတန်နုကိုအမြန်တက်စေပါတယ်ရှင်နံပါတ်4အရေပြားပြဿနာအလုံးအတွက်ဆေးစွမ်းကောင်းနှင်းခူဝက်ချံအရေပြားတတ်မတဲ့တာအနီကွက်ပေါ်တာနဲ့ရားနာတွေအတွက်တမစီဒါမှမဟုတ်တမရွက်နဲ့လှုပ်ထားတဲ့ပေါင်တာမုံကိုအသုံးပြုပေးခြင်းကအထီရောက်ဆုံးကုသနည်းပဲဖြစ်ပါတယ်နံပါတ်5မီးလောင်တန်ရာကုသမှုမီးလောင်တန်ရာရလို့ရှိရင်တမရွက်ထဲ့ကြိုထားတဲ့ရေကိုလိမ့်ပေးနိုင်ပါတယ်အရေပြားကိုအမြန်ကျက်စီယုံတင်မကားပဲနောက်ဆက်တွဲပိုးဝင်တာနဲ့ဓာတ်မတက်မှုတွေကိုကာကွယ်ပေးပါတယ်ရှင်နံပါတ်6သပင်သားကျန်းမာရေးသပင်လိမ့်စီအစားတမစီကိုအသုံးပြုပေးလို့ရှိရင်သပင်ဖြူတာတွေကိုကာကွယ်ပေးပါတယ်ရှင်ဒါအပြင်လူငယ်တွေကောင်းခဲ့စေတဲ့ပေါက်ထာတာမျိုးတွေတန်းရှိတာနဲ့သပင်ကျွတ်တဲ့ပြဿနာတွေကိုပါတိတိတသာရောပါစေပါတယ်ရှင်နံပါတ်9ကြွက်သားနဲ့အစစ်အမြစ်နာကျင်မှုရိုးစစ်ရောင်ရမ်းတာခေါင်းယောဂါနဲ့ခါးနာတာတွေအတွက်တမစီကိုလိမ့်ပြီးတော့နှိပ်ပေးပါရှင်။နာကျင်မှုတွေကိုတက်တာစေပြီးတော့အယောင်ကျစေနိုင်ပါတယ်။နံပါတ်8အစာကြေစနစ်ကိုမြင့်တင်ပေးခြင်းကရွန်းပြက်ပြီးတော့အရာမသိတာမျိုးတွေဝမ်းချုပ်တာအစာမကြေတာတွေဖြစ်နေလို့ရှိရင်တမရွက်ပြုတ်လေးစားပေးပါနော်။ရင်ပူတာကိုလည်းတက်တာစေလို့အစာရင်အတွက်အထူးကိုကောင်းမွန်ပါတယ်ရှင်။နံပါတ်9တန်ကောင်ကင်းစင်စေခြင်းဦးလန်းကြောင်ကျမ်းမာရေးအတွက်တမရွက်ကအရေးကြီးပါတယ်ရှင်တမရွက်မှာတန်ကောင်တွေကိုတွန်းလှန်နိုင်တဲ့အစွမ်းရှိလို့တမရွက်ပြုတ်စားပေးခြင်းကတန်ကောင်တွေကိုကင်းစင်စေပါတယ်နံပါတ်10တွေးတန်းစင်စေခြင်းတမရွက်ကိုပုံမှန်စားပေးရင်တွေးထဲကအညစ်အကြေးတွေကိုဖယ်ရှားပေးပြီးတော့တွေးတန့်စေပါတယ်ဒါကြောင့်ခန္ဓာကိုယ်မှာအပူပုတ်ခင်းပြီးတော့ယောဂကင်းစေပါတယ်ရှင်နံပါတ်7စီးကျိုသမားများအတွက်လက်ဆွဲတော်တွေးတွင်တကြားတက်ကိုထိရောက်စွာထိန်းညှိပေးနိုင်လို့တမရွက်ဟာစီးကျိုသွေးချိုဝေဒနာရှင်တွေအတွက်တော့အားကိုးရတဲ့သဘာဝဆေးတစ်လက်ပဲဖြစ်ပါတယ်ရှင်နောက်ဆုံးတစ်ချက်ကတော့ကိုခံစွမ်းအားမြင့်တင်ပေးခြင်းပဲဖြစ်ပါတယ်ရှင်ခန္ဓာကိုယ်ရဲ့ကိုခံအားစနစ်ကိုတန်ဆွမ်းစေတဲ့တမရွက်လေးကိုစားပေးခြင်းအဖြစ်ပြင်ပယောဂပိုးမွားတွေကိုအတိုင်းအတာတစ်ခုအထိတွန်းလှန်နိုင်စွမ်းရှိပါတယ်ရှင်ဒီနေ့မှာတော့မြင်တွေ့ရတာရိုးရှင်းပေမဲ့အစွမ်းထလာတဲ့တမဟာအညာမြေရဲ့လက်ဆောင်မတစ်ခုပဲဖြစ်ပါတယ်ရှင်ခါပေမဲ့ဆေးဖြစ်တယ်ဆိုတဲ့အတိုင်းကျန်းမာရေးအတွက်တမရွက်ကိုတင်းတင်းလို့စားသုံးပေးကြဖို့တိုက်တွန်းချင်ပါတယ်ရှင်တကယ်ချင်းနေရောတမချင်းကိုဘာနဲ့တွဲစားရတာအကြိုက်ဆုံးလဲကွန်မန့်မှန်ပြောပြပေးခဲ့ကြပါအောင်နော်အခုလို့စိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုအမြဲတင်ဆက်ပေးမှာမလို့မအူတို့ရဲ့ channel လေးကို subscribe လုပ်ထားဖို့မမေ့ပါနဲ့အောင်နော်တကယ်ချင်းများအားလုံးပဲကျန်းမာရေးတွေကောင်းမွန်ပြီးတော့ပါရပျော်ရွှင်တဲ့နေ့လေးကိုပိုင်ဆိုင်နိုင်ကြပါစေနော်